မောင်ဗလဟာသူ့မိသားစုစားဖို့အတွက်ငါးတွေကိုဖမ်းနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမိချောင်းကြီးတစ်ကောင်ကသူ့ကိုကိုက်စားဖို့ရောက်လာခဲ့ပါတယ်ကံကောင်းစွာနဲ့ပဲမိချောင်းကြီးလက်ချက်ကနေသူလွတ်မြောက်ခဲ့ပါတယ်မောင်ဗလကလည်းရလာတဲ့ငါးတွေကိုပိုက်ပြီးသူ့မိသားစုရှိရာကိုပြန်သွားပါတော့တယ်လမ်းသွားနေရင်ရုတ်တရက်အသားစားတဲ့ငှက်ကြီးကိုတွေ့တော့မောင်ဗလကလည်းပြေပုန်းနေခဲ့ပါတယ်ငှက်ကြီးလည်းဘာမှမတွေ့တော့ပြန်ထက်သွားချိန်မှာမောင်ဗလကလည်းခရီးဆက်ခဲ့ပါတယ်သူမိသားစုရှိရာနေရာကိုရောက်ခါနီးမှာဒိုင်နိုဆောရဲ့ခြေရာတွေကိုမြင်တော့သူမိသားစုကိုအယမ်းစိတ်ပူနေပြီးအပြေးအလွှားနဲ့ပြေးသွားပါတော့တယ်စိတ်မကောင်းစွာနဲ့ပဲသူ့မိန်းမနဲ့ကလေးတွေကိုဒိုင်နိုဆောကစားနေတာကိုမျက်စိနဲ့တအပ်မြင်နေခဲ့ပါတယ်အဲ့ဒီချိန်မှာမောင်ဗလကလည်းအလွန်ဒေါသထွက်ပြီးဒိုင်နိုဆောတွေကိုတက်ဖို့ဝင်ရောက်တိုက်ခိုက်ပါတော့တယ်ဒိုင်နိုဆောအနီငယ်လေးတွေကလည်းဒီလိုအမေကြီးခေါ်လို့ထပ်သွားပြီးတဲ့နောက်မောင်ဗလကတော့ဝမ်းနဲ့အထီးကျန်စွာနဲ့ပဲတယောက်တည်းကြံရစ်ခဲ့ပါတယ်မောင်ဗလကသူ့မိသားစုရှိခဲ့တဲ့နေရာလေးတွေကိုပြန်သွားပြီးအမတ်တရလေးတွေကိုကြည့်ရင်ကလေးအစားချေဖို့ဆုံးဖြတ်ခဲ့ပါတယ်ဗလဟာတောင်ပေါ်ကိုတက်ပြီးတောင်ဖျားမှာတယောက်တည်းငေးမိုင်နေခဲ့ပါတယ်ငားတွေကိုဖမ်းဆားနေရင်ဒိုင်နိုဆောတစ်ကောင်ရောက်လာတာကိုမြင်တော့ကလေးအစားချေဖို့လိုက်သွားပါတော့တယ်ကလေးအစားချေဖို့ရောက်သွားတော့သူမြင်လိုက်ရတာကတော့ဒိုင်နိုဆောမှာလည်းသူ့လိုကလေးနှစ်ကောင်ရှိနေတာကိုတွေ့လိုက်တော့သူဘာမှမလုပ်နိုင်ပဲငြိမ်နေခဲ့ပါတယ်ဒါပေမဲ့သူ့မိသားစုအတွက်ဆိုပြီးတိုက်ခိုက်ဖို့လုပ်နေချိန်မှာပဲဒိုင်နိုဆောအနီရောက်လာပြီးဒိုင်နိုဆောအပြာနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်မောင်ဗလကလည်းသူ့မိသားစုကိုတတ်တာဒိုင်နိုဆောအနီတွေဖြစ်ကြောင်းနားလည်သွားတဲ့နောက်ဒိုင်နိုဆောအနီတွေကိုစတင်တိုက်ခိုက်ပါတော့တယ်ဒါပေမဲ့မကြာခင်မှာပဲဒိုင်နိုဆောအနီရဲ့အမေကြီးရောက်လာပြီးအားလုံးကိုတိုက်ခိုက်ပါတော့တယ်အင်အားအယမ်းကွာနေတာကြောင့်ဒိုင်နိုဆောအပြာငယ်လေးတွေစားခံလိုက်ရပြီးဒိုင်နိုဆောအပြာရဲ့အမေလည်းစားခံရခါနီးမှာပဲမောင်ဗလဝင်ကယ်ခဲ့ပါတယ်